ရပ်ဖွားကြီးကအားကြီးနဲ့ထိုးတာဆိုတော့ကျွန်တော်အကောက်ကြီးကြီးလေးလားလို့ထင်နေတာဘယ်ဟုတ်မလဲအကောင်ငယ်ငယ်လေးပဲရှိတာယူ Okay, let's go. ဟုတ်ကဲ့မျိုးတို့အားလုံးမင်္ဂလာပါဗျာဒါလေးကတော့ကျွန်တော်ကနန်းသွားရှာတဲ့ဗီဒီယိုဖိုင်လေးပါအစောထိလက်ကြည့်ပေးဖို့လည်းဖိတ်ခေါ်လိုက်ပါခင်ဗျာကဲကျွန်တော်ဒီနေ့လက်ကီကောက်တယ်ဗျာမှာစားစိတ်တန်တဲ့တကောက်ရတယ်ကဲတွေးပြပြီတကောက်အမတကောက်ဟုတ်ကဲ့နောက်ထပ်ဘယ်လိုတွေမှတွေးအောင်မလဲလို့ကျွန်တော်လည်းအတူတူလက်ကြည့်ပေးကြပါဦးဗျာ Come on let's go ဒီဘက်လာခဲလို့ရပ်ဖွားကြီးကမလာဘူးဆိုတော့ကျွန်တော်ပဲထိုးလိုက်တာပေါ့နော်ပဲပါဦးရပ်ဖွားကြီးထိုးတယ်ဗျထိုးလိုက်ဟုတ်ကဲ့ရပ်ဖွားကြီးကအားကြီးနဲ့ထိုးတာဆိုတော့ကျွန်တော်အကောက်ကြီးကြီးလေးလားလို့ထင်နေတာဘယ်ဟုတ်မလဲအကောင်ငယ်ငယ်လေးပဲရှိတာယူကြည့်ရမှာနမ်းမပါကြံခဲ့ဒီကောင်နည်းနည်းငယ်သွားတာဗောနော်ဒါတော့ငဲတယ်ဒီကောင်နည်းနည်းငယ်သွားပြီဒါတော့ငဲတယ်နောက်တစ်ခေါက်သွားရှောက်မယ်ကဲရေတွေပြီးပြီဆိုတော့အပြင်ထွက်မှရတော့မယ်ရေတွေတက်လာပြီဟောအပြင်တက်လာမြင်လိုက်တာဘာမှမမြင်ရတော့ဘူးဟုတ်ကဲ့ဒီဗီဒီယိုလေးကဇာတ်လမ်းနဲ့ပဲစောက်တက်သွားတာပေါ့နော်နောက်တဲ့ဗီဒီယိုလေးတွေတည်းနည်းနည်းအားပေးကြပါလို့ကျွန်တော်ပြောရှိတာပေါ့နော်ဒီနေ့တော့ကနန်းနဲ့ကအစောလေးရခဲ့ပါတယ်စေပြေတော့ပြီဒီနေ့တော့ငါထုတ်တာလေးကတော့မပြတော့ဘူးဗီဒီယိုရှိတော့မှဆိုလို့နော်အဲ့လိုတီးခံပေးကြပါလို့ကဲဒီနေ့တော့ဒီလောက်လေးပါပဲနောက်တဲ့လာမယ့်ဗီဒီယိုတွေမပြတ်ဆုံးကြတာပေါ့